စားနေတယ်အဲ့တဲ့လည်းငါစကားပြောတော့ဒါပြောတော့ဆိုတော့ဒီကောင်ဘယ်လိုဖွားထားတယ်ဒီကောင်ဘာလုပ်ထားတယ်လို့ငါမသိဘူးကိုလိုက်ဒီမနေ့ကသမီးသားကျွန်းခံမယ်လို့ရွာထဲကပြောနေတယ်တဲ့နေ့ကောင်လည်းဘာမှမပြောမသိထားဘူးလားတဲ့ဟောအဲ့လိုပြောအဲ့လိုပြောတယ်အဲ့တော့ငါပြောနေတာကသမီးသားကျွန်းခံလို့ပြောရတဲ့လူကဘယ်သူလို့အမတိအဲ့တော့ဘုရားနဲ့ဒါလည်းဒီမဲ့လည်းတော့ဘောပေးကြမယ်လည်းလောင်းလည်းကြားပြီးတော့ပေးတယ်ဒီအဲ့ဘောလို့ကြီးအပြည့်နဲ့ဒီနားနဲ့ပတ်သက်လာပြီဒီနားနဲ့တော့လည်းဒီနားလည်းဒီအဲ့ဒါလည်းဘောပေးတယ်မင်းတို့တော့ရတဲ့အောင်ကိုတော့ပြီးခဲ့တဲ့နေ့ကချန်လုံးကမတ်တာကြီးကဖုန်းဆက်တယ်ခုနိုင်နဲ့ရတဲ့အောင်မိမသွားပို့တယ်ဟုတ်ကားလို့ဟုတ်တယ်တဲ့အဲ့ဒီလိုမျိုးမိမပို့လို့ပါလာခဲ့ရင်တဲ့နေမငါတော့မို့ပတ်စံထုတ်ပြုံတော့တဲ့အဲ့လိုပြောတယ်အားရပါတယ်လို့စိတ်ခါပါတယ်ရပြထားတယ်ပါလို့အဲ့တော့ကံကောင်းကျင်တော့မင်းကပို့တော့ပါမလားအဲ့တော့လည်းငါသိန်း30အော်ပြီးမယ်ပေါ့ဒီတော့မင်းကဆောင်းရင်ပေါ့ငါစီဆွဲတယ်ဟုတ်တယ်နော်အဲ့မင်းမပါလာတော့ငါကမင်းတို့ပြန်လာတော့ဖတ်ပြီးလုပ်ကြတယ်လောက်ကိုတကယ်တမ်းစောက်ဝင်ပြီးလုပ်ခဲ့တာကတော့4 လပိုင်း21ရက်နေ့မှာလောက်ကိုစလုပ်တယ်ပြန်ညာလို့ဓမ္မဒီကောင်ကစရောက်လာတာ19ရက်4 လပိုင်း19ရက်နေ့ကိုရောက်လာတယ်20ရက်မှာတော့ကြားရပတ်တင်နေရငါအိုးတော့ကဒါကောင်းတယ်မင်းတို့မပြောပဲနေတာပဲရှိတယ်အဲ့နဲ့ကြပြားနဲ့ရထအောင်ရောက်လာတာ30ရက်နေ့ဒီမှာပဲတာပြီးခါလေးတို့လုပ်ကြတယ်ဟုတ်တယ်နော်တာမိလားသမိုင်းမှာတော့သွားတယ်ဒီနေ့ဒီမှာဘာမှလုပ်လို့မရဘူးဒီနေ့လေးအားလုံးရနောက်နေ့ကြားလေးတို့တင်ခဲ့တယ်အဲ့ဒီကြားမတန်ခဲ့တာအဲ့ကြားရတင်ရမလားတို့ဟုတ်တယ်မလားအဲ့မှာသိမရဘူးဆိုပြီးတို့ကြတဲ့ကောင်ပြန်ရတယ်လေကြရေးခက်တာနေနေရေးတာဟိုရွက်တယ်လေးတယ်တော့များသွားရင်မှလည်းလည်းများအောင်အများကြီးများတာရေးလိုက်အယာသမပြီးတော့ငမဲကဟိုဖိုတိုစီလိုက်တာနဲ့ဟိုတမ်းမျိုးဦးဒီမှာအလုပ်သွားလုပ်တာနဲ့ဟိုငါတလားအဖြစ်နှုတ်လိုက်မယ်နော်ဟိုကငါခါကျတော့တမ်းမျိုးဒီမှာပဲသွားပြီးလုပ်လိုက်တာဆိုတော့လောက်ဝဲလို့ပဲတမ်းမလိုက်မယ်နော်ဘောပေါ်လိုက်အဲ့တော့ရောရှင်နေတယ်ကတော့ဘလိုကြည့်အောင်ဆိုတော့မမဲရတဲ့အောင်ရနောက်ကောင်ကြပြားကိစ္စတော့အားလုံးချက်လို့ရှိဒီကောင်နဲ့တွေ့ရင်တော့ထပ်ပြီးငါမုံကိုလေးပေးဖို့အစီအစဉ်ရှိရဲအဲ့ဒါအခုသူကတော့ခိုင်းလာပါလားငါလည်းမသိဘူးဘုံသဘောခမှာအဲ့မှာရထအောင်အင်းလဲကပထမဆုံးလာမှတွေ့တယ်နောက်လာကျတော့အောင်မသိထုတ်ပြီးတော့ပေးတယ်ဟုတ်တယ်မှတ်မိလားအောင်မသိတော့ထုတ်ပြီးပေးတယ်လေနောက်တစ်လကျတော့တစ်ခါထပ်လွှဲတယ်တကူပြီးတော့ကစုံလာလွှဲတယ်နေရောလာလွှဲတယ်ကစုံနေရောဝါဆိုလာလွှဲတယ်3လလွှဲပြီးမလွှဲပြတော့ဟိုကောင်ကကျတော့ခါကျတော့တကူအဲ့ပထမမလွှဲတယ်ဒုတိယလွှဲတယ်နောက်လာမပါတော့ဘူးတော့သွားနှစ်ခါသာပြီးနှစ်လသာပေးရတယ်ဟုတ်တယ်နော်မင်းတို့ကတယောက်3လစီပေးပြီးသွားတယ်
ဘာပဲကျင်းတော့ထုတ်တယ်ဘာကြောင့်ထုတ်တယ်ဆိုတော့ဒီကဘောကောင်းကြီးမင်းမမီလို့ပထမဆုံးနံပါတ်1ငါပြောချင်တာဟိုဟာအဲ့ဘယ်လိုရိုက်တာလဲဟိုငါသမိုင်းရဲမခံချင်လို့ပြောတာဘာကြရွာလူလို့ပြောလိုက်တာမကြိုက်ဘူးအခုအဲ့တကားမျိုးပြောရတယ်ငါမကြိုက်ဘူးငါတစ်ခုမှမပါဘူးအဖေပြန်တော့ငါမင်းတို့မိဘရဲ့တော့မတော်တင်ပြလိုက်သေးတယ်မမမီနော်အဲ့ဒါကမင်းဘိုးတူဒီမှာလိုက်သွားတော့အဝေးတရားမထလို့လို့လဲဆိုတင်ပြပြီးသေးတယ်နော်အဲ့တော့ကျန်တာကြီးဟုတ်ပြီနော်မင်းကတော့ဘာမှမရရှိတော့ဘာကပြောကြည့်လိုက်မမမီရရှိရင်ငါတခါပြောမယ်ဟမ်မမမီတော့ခဏကြည့်တယ်ငါပြောလို့မမမီအဲ့ဒီထိုက်လိုက်မမမီရဘယ်နဲ့ဖို့ဟုတ်ပြီငါပြောမယ်ရေတော့မင်းစောဖို့တဖို့လာလို့ဆိုပြီးတော့တခုပြန်သွားတာကငါတော့ပြလိုက်တယ်လေတာလည်းဒီဘုံလုံးမှာဟုတ်ပြီနော်နောက်တစ်ခါဟိုဟာနောက်တစ်ခါပါတော့ခြိုက်နောက်တစ်ခါပါတော့ဟိုဟာလောင်ကစားရုံးလို့ဆိုပြီးတော့လိုင်းသွားတယ်ကြားလိုင်းသွားတာမသိဘူးအေးနောက်ကောအရှိတယ်ကျူနော်အေးကျူတယ်ရေရှိရဆိုတော့တိကျတယ်ကြီးအပြီးဘောလုံးပြမယ်တော့ဒီလားအေးခဏနေပြီးတော့အဲ့လိုမျိုးပြောရလို့ကဘယ်သူဖြစ်နိုင်မလဲဘယ်သားကြောင်ခံလို့ပြောရလို့ကငါအတိမနေရဘယ်သားကြောင်ခံလဲတဲ့ပွားတာလေဘယ်လိုဘာကြောင့်အဲ့လိုပြောရလဲငါမင်းတို့ရောက်ခင်ကတည်းကငါနာမည်နဲ့ငါပါငါရှိပြီလားအဲ့ဒီဟွာဖြစ်အောင်ဆိုပြီးတော့လုပ်တယ်ငါလမ်းပေါ်ချောင်းရင်တော့မိဘလို့ကျွေးနိုင်ကောင်းရဲ့လို့ယူရချက်နဲ့ဟောခဲ့တယ်ရောက်ပြီးတယောက်ဘယ်သူလာဆံကန်သားမှမှန်ရင်ငါအမျိုးကွာဆိုပြီးခေါ်ခဲ့တယ်အမေကဘုရားတော်အဲ့လိုပြောဟုတ်တယ်နော်မေရဒီနေ့က17လ3လပိုင်း20ရက်ဟုတ်တယ်နော်20ရက်မလား20ရက်ဆိုတော့4လပိုင်းအတူတူပဲမင်းတို့အတူတူပဲခံလို့နော်4လပိုင်း20ရက်နေ့မှာ21ရက်နေ့မှာတော့လုံးဝစတယ်ဆိုတော့9လပိုင်း21ဆိုတလဟုတ်ပြီနော်6လပိုင်း21 9လပိုင်း21 7လပိုင်း21 9လပိုင်း21 10လပိုင်း21 17လပိုင်း21 12လပိုင်း21ဟုတ်ပြီနော်အဲ့ဘက်နှစ်ကတည်းက7လရှိတယ်ဟုတ်တယ်နော်ငါမဲကိုပြောတယ်ငါမကြည့်တာနော်7လမှာ3လတာလွှဲလိုက်တယ်ဟုတ်ပြီနော်3လတာလွှဲလိုက်တယ်အဲ့တော့တစ်လကို2သိန်းဆိုပြီးတော့အဲ့တော့မင်းတော့တော့ပြီလားမတော့တဲ့တုန်းနော်တော့တဲ့တုန်းဘယ်မှမတော့တဲ့တုန်းနော်အဲ့တော့တော့ဘာကြိုက်လေတော့မှကြောက်တယောက်ထွက်ပြင်းနေတဲ့အချိန်ဟုတ်တယ်နော်ဟုတ်ပြီအဲ့ဒါက3လတာပြီးသွားပြီဆိုတော့တစ်ခါဒီဘက်က9လကျန်သေးတယ်9လရဲ့ခုလက်ရှိဒီဘက်က3လရဲ့ပေါင်းမယ်ပေါင်းတော့3လရဲ့ပေါင်းတော့7လပြန်ဖြစ်သွားတယ်နော်အခုနောက်ထပ်တော့လက်တက်ပြန်ဖြစ်သွားတယ်အဲ့တော့3လဆိုတော့7လပြန်ဖြစ်သွားတယ်7လမှာမင်းဟိုတန်းမျိုးစီသွားတာနဲ့ဟိုဒီဟိုဘာလို့ဖိုးတာလည်းမဲ့တခါလည်းအိမ်မက်ခိုင်းလာလေနော်မင်းတို့ပတ်ထမ်းမတော့ဘူးအဲ့ဒါတလားတာဖြတ်လိုက်တယ်ဖြုတ်လိုက်တယ်ကွာဖြုတ်လိုက်တဲ့အခါကျတော့9လကျန်တယ်ဟုတ်ပြီနော်9လကိုအဖေပြန်တော့နဲ့မင်းဟိုဟာနဲ့2သိန်းဆိုတော့အဲ့ဒါကိုဟိုဟာလောက်လိုက်တယ်ဗါလဲ9လပဲထားအောင်နော်9လကို3လက2သိန်းနဲ့မှသွားလိုက်တယ်ကျန်တဲ့4လကို2သိန်းခွဲနဲ့သွားလိုက်တယ်နော်နောက်တော့နော်မင်းတို့လက
ပြောမယ်အဲ့တော့3လက2သိန်းနဲ့တော့6သိန်းမလားနော်3နဲ့လီ6မလားရေးတာမ6သိန်းရေးလိုက်ပြောင်းရှင်းပြီမယ်6သိန်းဟုတ်ပြီတခါ4လကျော်2သိန်းခွဲတိဖြစ်သွားတယ်နော်2သိန်းခွဲတိဖြစ်သွားတော့10သိန်းဟုတ်ပြီနော်10သိန်းနဲ့6သိန်းနဲ့ပေါင်းတော့16သိန်းရေးလိုက်မ16သိန်းရေးလိုက်ရေးရမှာပြည့်ရင်16သိန်းကိုတခါအပြင်ပြန်တော့အခုမှတော့ပါနော်အခုမှတော့ပါနော်အပြင်ပြန်တော့က3သိန်းနဲ့ဟိုမဲဟိုကတန်းလောက်ခိုင်းတော့3သိန်းနဲ့ဆိုတော့2သိန်းဆိုတော့6သိန်းနဲ့2သိန်းတော့14သိန်းရေးလိုက်14သိန်းရေးလိုက်အဲ့မင်းထုတ်ရတဲ့ပတ်စံဘလောက်ရှိကိုရေးလိုက်14သိန်းတက်ရေးထားလိုက်ဟမ်စဉ်းစားလို့ရတာကိုအဲ့14သိန်းနဲ့ပဲထက်ထက်ထုတ်သွားမှာအဲ့ရန်ကုန်ကိုသွားတဲ့တမ်းမြူစီသွားတဲ့လမ်းတလိပ်ကလည်းငါကိုယ်လည်းပေးတာကားကတယောက်ကိုလောက်ရှိတော့တမ်းမြူပေးတယ်ဆိုတာမလောက်ဘူးနော်မှတ်တာနောက်မင်းတို့ပြန်လာတော့လည်းပတ်စံမပါလာကြဘူးမတောင်းခဲ့ဘူးငါသိတယ်ဒီတိုင်းလမ်းလွယ်ပေးလို့ပြောတယ်ဟုတ်တယ်နော်အဲ့ဒါတွေကဘာမှထည့်ပြောကြမလို့ဘူးငါဒီနေတာဖဏပူကြမလို့ဘူးအင်ကြီးဝတ်စားအစိုးငါကိုယ်နဲ့သူမရှိဘူးလားပြောဂျိုင်းညာလူပြောငါအကုန်လုံးလုပ်ပေးတယ်စီစဉ်ပေးတယ်ဖုန်းလဲကြောက်လုံးတွေဝယ်ပေးတယ်မင်းတို့မင်းတို့ကတော့မင်းကငွေဝယ်သွားတာတော့ကိုယ့်ကိုဝယ်လာတာငါမသိဘူးပတိကတော့ငါပတ်စံပေးတယ်ဝယ်လာပြီးတော့ဟုတ်လားမဟုတ်လားမင်းကြိုက်တဲ့ဖုန်းမျိုးဝယ်လာတာဟိုကောင်ကတော့ငါဆိုင်ခေါ်သွားတယ်သူကကြိုက်တဲ့ကောင်လည်းမျိုးလို့ပြောပြလို့သူဝယ်လာတယ်နော်ညထောင်လည်းဝယ်ပေးတယ်ဟုတ်ပြီအဲ့တော့အမင်းအိုက်ကူကျန်တာမင်းက14သိန်းကျန်တယ်လို့မှ14သိန်းကိုမှမင်းထုတ်ထားတဲ့ပတ်စံကိုအဲ့မှာပြန်ထုတ်ရုံပဲဟုတ်ပြီနော်ဒါဆိုမင်းလုံးလုံးရှင်းပြီလားမရှင်းပြီလို့ရှိတယ်နောက်နေ့ YouTube ကနေကြည့်ဟုတ်ပြီမင်းလည်းမင်းရောမင်းကနလာတာပဲပြောလိုက်တယ်အခုနေ့ကဥစ္စာဟိုကောင်ကစုစုပေါင်းနလာတာပဲပြောလိုက်တယ်နော်အဲ့တော့ကိုလုံးပြန်တော့မယ်အခုနေ့ဥစ္စာက7ဘာလို့9လပိုင်း21ရက်နော်4လပိုင်း21ပြောင်းက4လပိုင်း21ရက်မှာလုံးဝစရတဲ့ခါမှာ9လပိုင်း21 6လပိုင်း21 9လပိုင်း7လပိုင်း9လပိုင်း10လပိုင်း17နှစ်ဆိုတော့8လဟုတ်တယ်နော်8လအဲ့ဒါက8လဟိုမှာ2လလာလုပ်လိုက်တော့6လကျန်တယ်2လလုပ်6လကျန်တယ်အဲ့6လဟိုမှာ6လလုံးမှတ်တယ်နော်6လပြီးတော့ဒီဘက်ကအခု1လပိုင်း21 2လပိုင်း21 3လပိုင်း219လနော်9လဟုတ်ပြီအဲ့9လကိုလောက်ဝက်စာဖြစ်1လလောက်လိုက်မယ်1လအဲ့ကောင်မလုပ်သေးဘူးနော်အပြမယ်ရှင်းအောင်ပြမယ်နော်9လကိုမင်းကဟိုဘက်လာရဟိုကောင်တွေကအဲ့ဒီထဲမှာပါထားတဲ့ထည့်ရတယ်ဆိုတော့4လက2သိန်းလုံးနဲ့မျိုးကသွားလိုက်မယ်နော်နောက်တော့နော်4လကို2သိန်းတစ်ခါကြည့်တာမင်းထည့်ရကြည့်လား4လကို2သိန်းလုံးဆိုတော့ခဏတော့8သိန်းကြည့်လိုက်ဟုတ်ပြီနော်ကျန်တဲ့5လက2သိန်းခွဲလုံးနဲ့သွားမယ်2သိန်းခွဲလုံးနဲ့သွားမယ်ကြည့်လိုက်တမ်းမျိုးစီသွားတာကတော့ဟိုဘယ်နှလားပိုင်းရတော့ဟုတ်လားဟမ်ဟုတ်လားလို့6လပိုင်း9လပိုင်းရန်ကုန်ကနော်နားတော့ပြောမလို့နော်ဘဘကအရှိကလာတယ်ငါပြောမလို့အခုဘယ်လာတော့9လအဲ့9လတည်းကမှ9လတည်းက2သိန်းခွဲနဲ့သွားတယ်နော်9လတည်း2သိန်းခွဲနဲ့သွားတယ်အဲ့ရ2သိန်းခွဲတည်းကမှလောက်ဝက်တာထုတ်လိုက်မယ်အပြောတာနော်အခုကဘယ်လား4လနော်4လ8သိန်း5လက2သိန်းခွဲနဲ့သွားတဲ့ထဲမှာ2သိန်းခွဲဆိုတော့ဒီမှာ10သိန်းကိုဒီမှာ12သိန်းခွဲ12သိန်းခွဲတည်းကမှအဲ့လောက်ဝက်တာတော့ထုတ်လိုက်2သိန်းခွဲဆိုတော့3သိန်း2500ဟုတ်တယ်နော်10သိန်း1500ပေါ့10သိန်း1500ရဲ့ခုနက
18သိန်း1500နဲ့ရမှာမှတ်တာငါရွေရကမင်းတို့ကိုနေချောင်းမဟုတ်ဘူးမင်းတို့ဒီရွာကိုဘယ်လိုပြောတယ်ညာလိုပြောတယ်ငါမသိဘူးနော်လုံးဝမသိဘူးအဲ့ဒီမဖြစ်တယ်ဘူးကွာမဖြစ်တယ်ဘူးလုံးဝမဖြစ်တယ်ဘူးအားဒီမနီယာမသားကျွန်းကားလို့ပြောခဲ့ကြတယ်ဒီကောင်ပြောတယ်တော့ငါလည်းမသိဘူးအမေကိုတရားမေးတော့လည်းအမေကသူတို့မျိုးတွေတော့ပြောပါဘူးတဲ့ဒသိန်းတွေကပြောနေတာတဲ့ဒသိန်းဆိုလည်းဒီဘက်ကဒီဟာတွေကပေါက်ထွက်သွားတဲ့စကားကြောင့်ဒီလိုဖြစ်တာပါလို့သူတို့တွေမျက်နှာငယ်ရအောင်ပြုတ်မထားပါဘူးလို့ဟုတ်တယ်နော်ဟုတ်ပါလားဟိုကတခါကလားလက်ရောက်သွားပြီအခုကလားကပထမမှာရောက်လာတာမရေမရတဲ့ဘဝဇာညုံနဲ့ရောက်လာတယ်ဟုတ်တယ်နော်ရောက်လာပြီးတော့ဘောခဏပြန်တော့ဘောခဏပြန်တော့ဟိုရတသိန်းပေးလိုက်တယ်ဟုတ်တယ်နော်ဒီကလည်းလည်းမဟုတ်ဘူးနော်တသိန်းပေးလိုက်တယ်တခါထပ်ပြီးတော့ဟိုအဲ့ရပြန်လာပြီးတော့အခုရတတိစီလွှဲတယ်တတိကျပ်မရခဲ့မလားလာကြတယ်ရခဲ့နော်အဲ့ရနောက်မှမင်းရောက်လာပြီးတော့ဟိုအခုကြီးကဒီအိမ်ကိုဘလောက်ပေးလွှဲပြန်တော့ဒီနေ့ဟမ်အဲ့ဒါဝင်တော့နော်အဲ့တော့တတိစီကဒီဘက်ကိုပြန်ရောက်လာတာဘာလို့ရှိလဲတလားကြောက်ပြီလားဟမ်အဲ့တလားကတော့လာရှိပါနော်3လရောက်သွားပြီဟုတ်ပြီတလားကိုလက်သိန်းနဲ့သွားမယ်လက်သိန်းနဲ့သွားတော့ကိုကြီးအဲ့လက်သိန်းခွဲလွှတ်ပြရတော့ပြန်တော့ပါလေတတိစီကလည်းဘက်ကလာ3လမလား3လတော့လက်သိန်းခွဲထုတ်လိုက်တယ်လက်သိန်း6သိန်းကိုလက်သိန်းခွဲထုတ်တော့တော့ကြတော့လက်သိန်းခွဲဟုတ်တော့နည်းရမှာလက်သိန်းခွဲဟိုကောင်ဘယ်လားရှိတော့အဲ့ဒါဘယ်လိုရထားဒီတော့လာပြီးတယ်ကျွန်တော်တော့ဆမမယူဟုတ်တယ်နော်ဟုတ်တယ်ဟလာဆနလာပိုင်းဟုတ်တယ်အခု3လပိုင်းနော်3လပဲထားနော်ဟုတ်လား3လကိုကျလာလာပြပြလိုက်တယ်နော်3သိန်းလောက်တော့ဟုတ်တယ်နော်အဲ့နဲ့လည်းငါမတော့ပဲလိုက်3သိန်းလွှဲပြလိုက်တယ်အဲ့တော့ငါလာကြမယ်ရမယ်နော်ရှင်းလားအားလုံးရှင်းလားမင်းရှင်းလားမင်းမှတ်ထားတာဘယ်လောက်ရှိလဲအဲ့ဒါမင်းတို့စဉ်းစားမှာကကျွန်တော်ငါနဲ့နေရတာမျက်နှာငယ်ရရှိလားနံပါတ်1ကကိုကမင်းတို့ဘယ်လိုဖြစ်နေတော့ဆိုတော့ငါမင်းတို့ခေါ်တာဒလိန်ကြီးမှန်တယ်ဒလိန်ကြီးမင်းတို့လောက်ခဲ့ဘူးလားအရင်ကလောက်ခဲ့ဘူးလားတရှင်ကပြောတာလောက်ခဲ့နော်ဟုတ်ပါလောက်ခဲ့မင်းဟုတ်ပါလောက်ခဲ့ဒလိန်ကြီးမှရေးထားမှာဟိုဖနာမရှိဖနာဝယ်ပေးလိုက်ပါလားဖုံးစားကိုင်းရတာဘယ်နှစ်ရှိရောဒလိန်ကြီးလောက်ခဲ့တယ်ဒါကြောင့်ဖုံးစားကိုင်းရတာဘယ်နှစ်ရှိရောငါ့မှာအင်တာနက် free လုပ်ပေးထားတယ်ဘာကိုလည်းအင်တာနက်လိုအဲ့လိုဟုတ်ပြီနောက်ထပ်တစ်ခါဒါခုပြောတဲ့စကားမင်းတို့ဒီပတ်သက်ဖြတ်ဖို့တွေပါမဟုတ်ဘူးတော့အဲ့လိုမျိုးဟိုကြီးနိုင်ငံကြီးလုံးမဲ့ဆက်မှာငါမဟုတ်ပြောပြတာပဲရှိရကလေးအတန်ဟိုဘက်သွားရမှာကွာဟုတ်ပြီနော်အင်တာနက်လည်းအကုန်လုံးစင်ပြလုပ်ပေးထားတယ်ဖုန်းပေးတယ်ဓာတ်လို့ထည့်ပေးတယ်ငါရှိရထည့်လို့တော့ထည့်ပေးလားထည့်ပေးရတော့ကြောက်တဲ့ငါကွက်မထည့်ပေးချင်ဘူးမနိုင်ကြတာထည့်ရင်ဓာတ်လို့ပဲထည့်ပေးတယ်ဒီကောင်မရသေးဘူးမရရင်ထည့်ပေးတယ်ဒီကောင်တော့ဘယ်လောက်လဲတစ်ခါလေးကြောက်ဓာတ်လို့ထည့်ပေးတစ်ခါလေးကြောက်လည်းရထား9000ဒီပေးထည့်ပေးတယ်နော်ဒီငါခ9000လုပ်ထည့်ပေးတယ်ဘာမှမဆက်အကြောင်းမရှိဘူးငါအနေနဲ့အဲ့တော့ငါပိုးလုံးကချလို့မဟုတ်ဘူးငါပြင်ပေးလေးရှိနေကြောက်တယ်ကိုယ်ဘောမတူတူဆိုပြီးငါထည့်ပေးခဲ့ဟုတ်ပြီနော်အဲ့ဒါကလည်းမင်းတို့လာကားရတော့ဝယ်ပြီးသုံးကြမလိုခဲ့ဘူးဖုန်းပေးဆိုတာလည်းမင်းတို့သာအောက်အသိခံတယ်လုပ်ငန်းကိစ္စနဲ့သာဆိုလို့တင်ရတော့ဖုန်းပေးရမင်းတို့ဝယ်ကြမလို့တော့တဲ့အနေထားမျိုးအဲ့လိုပတ်တန်နဲ့ဟုတ်တယ်နော်ဟုတ်လားမဟုတ်လားမင်းတို့အလုပ်
တကယ်မှဒီလုပ်ငန်းကိစ္စနဲ့ဆိုလို့ရှိရင်မင်းတို့ဖုန်းပြီးကြက်မှာဝယ်ကြမလို့အမှန်တမ်းပြောရလို့ရှိရင်သူကလည်းသူလက်ပါအောင်ဒီငါစဉ်းစားပြီးလုပ်ပြီးပြီလားနောက်မင်းတို့တွေ့ခဲ့ဘူးတဲ့တလေးငင်းနေတဲ့မှာဝတ်သားခဏဝင်မပေးဘူးဟုတ်ပြီနောက်တစ်ခုငါတို့လုပ်ငန်းနားတဲ့ရက်တွေမှာတို့သွားကြတယ်6မိုင်တို့ဟုတ်တယ်နော်ရောခီးကြီးသွားကြတယ်မင်းတို့အရင်ကတွေ့ခဲ့ဘူးတဲ့တလေးငင်းမှာအဲ့ဒါတွေပို့မပို့ငါမသိဘူးနောက်တစ်ခုမင်းတို့အရင်ကတွေ့ခဲ့ဘူးတဲ့ငါတက်တော့မတွေ့ခဲ့ရဘူးနော်အဲ့ဒါတွေကတော့ငါတက်ငါလုပ်ခဲ့ဘူးတဲ့လုပ်ငန်းတွေမှာတော့ငါမတွေ့ခဲ့ဘူးဟင်းတော့သားတာကတော့မယ်ခမဲတော့တက်တော့သားဆိုပြီးတော့ငါပြီးရင်လည်းပဲတားခဲ့တဲ့လုပ်ငန်းတွေအများကြီးပဲခွဲခြားနဲ့ဟိုစတိပ္ပံလေးနဲ့တော့တလုံးဘယ်ဟဲ့အဲ့လိုမျိုးပြီးတားခဲ့တာလို့ရှိတယ်ငါဘောမှာတော့ငါဒီမှာမရှိပါဘူးမင်းတို့မှကိုချက်နိုင်ရင်ချက်ကြလို့ပြောတယ်နောက်ဆုံးမင်းတို့သိတာမှာငါကြောင့်ခမင်းတတ်မယ်လို့ထင်နေရလားခုပြုံးလို့ငါလိုက်လာကွာငါရတော့ပုံသွားငါတနေ့နေ့ဘယ်ခါဝင်ချက်တော့အခါမချက်ဘူးလားဟင်းကောင်းမှုထမင်းကောင်းမှုဆိုပြီးတော့ခေါင်းထဲမှာအတွေးမရှိခဲ့တာငါခမင်းရှိပါတယ်ဘယ်မှာအလုပ်ရနိုင်မလဲအဲ့အလုပ်ကဘယ်လောက်အမြတ်ကျန်မလဲဘယ်သူအလုပ်ပေးနိုင်မလဲဆိုပြီးတော့အလုပ်ကိုပဲစဉ်းစားနေကြတာနည်းနည်းရှိပါတယ်ဒီလုပ်ငန်းကိုအတိအကျပြောရငါလုပ်လာခဲ့တာလာမဲ့9လပိုင်းဆိုလို့ရှိရင်15နှစ်ပြည့်15နှစ်ပြည့်ဒါနဲ့ပဲအကြောင်းဝဲကြောင်းပြလာခဲ့တယ်လို့ဖြစ်နေပြီအရင်ကလည်းဒါနဲ့ပဲလုပ်ခဲ့လို့ရောက်ဒီအရက်မှာဂုံရှိခဲ့တယ်တော့ကြားခဲ့တယ်ပတ်စပို့မရှိပေမဲ့နိုင်ငံခြားမှာနေခဲ့တဲ့တက်နော်တက်မှာအခါမှရဲကောင်းဆောင်ရဘူးအဲ့တော့ခုလက်ရှိမင်းတို့အိမ်မှာဘာတွေဖြစ်နေကြရတော့ငါကပြည်နိုင်ငံချင်းလောက်တာလည်းမကြိုက်ဘူးနံပါတ်1မှာမူးရစ်တာလည်းငါကမကြိုက်ဘူးဒီစကားမျိုးတွေမင်းတို့အတိုင်းအတိုင်းပြောခဲ့တယ်ဟုတ်တယ်နော်ပြောလားမပြောလားငါကိုယ်တိုင်ရောအရင်တော့မင်းတို့ရောက်တော့ငါတောက်တယ်မလားတောက်တယ်နော်အမီမကောရင်မတောက်ဘူးတော့တော့ထောက်ကကအမီဆိုငါမတောက်ဘူးနေတိုင်းမတောက်ဘူးတောက်တယ်နေတိုင်းမတောက်ဘူးအမြဲတမ်းမတောက်ဘူးတောက်ချင်တဲ့ချိန်တောက်တယ်မတောက်ချင်တဲ့ချိန်တောက်ဘူးမင်းတို့ကအရင်ပလင်းရှိနေဖို့ပဲလို့လေအမြဲတောက်ဖို့ပဲစိတ်ကူးတွေမှာရှိကြတယ်အဲ့ဒါလမ်းမကြီးဟောဒီလုပ်ငန်းမှာနေမယ်လုပ်မယ်ဖြစ်ဆိုလို့ရှိရင်အဲ့ဒီလိုစိတ်မျိုးတွေဆိုအဆင်မပြေဘူးကျွန်တော်အဲ့ဒါခါရပြောပြတာအဲ့တော့မင်းတို့အဲ့လိုမတွေ့ခဲ့ပါဘူးငါတော့မတွေ့ခဲ့ဘူးပေါ့နော်အခုလက်ရှိအိမ်မှာဘယ်လိုဖြစ်နေကြတော့ငါမသိဘူးနော်ငါတို့တွေ့ခဲ့ဘူးတဲ့ဈေးငင်းကငါခမင်းရှက်ရင်တယောက်ကမျိုးကြီးရှိနေတော့ခုအသားကလေးအသားလီနော်တယောက်ကအကြောက်ကလိုအပ်တဲ့ဟာကိုစေးပြီးကြောက်ကလုံးပြီးတော့အဲ့လိုနဲ့လုပ်ပြီးတော့မှဟင်းတစ်ခွက်စုပြီးတော့ချက်ကြအဲ့လိုလုပ်ကြတယ်အခုမင်းတို့ကဘလိုကြီးတော့ဟင်းချက်တယ်တောင်းချက်နေတယ်တခါလေမင်းတို့တက်တော့ကူနွားတယ်ဒီကောင်ကူနွားမှမတူနွားတယ်လိုက်ဒီနေ့ဒီကြောက်ကနောက်နေတောင်းကြောက်လာလို့ဖြစ်တယ်မနွားဘူးမပြောဘူးနွားတယ်မထောင်းမပြောဘူးထောင်းတယ်နွားဆက်တွေအကုန်လုံးရှိတယ်မိလာဖို့လိုတယ်အမှန်တကယ်ဆိုလို့ရှိရင်အိမ်မှာမျိုးပြီးထောင်းတယ်မျိုးပြီးဖြစ်တဲ့ဆက်တွေအကုန်လုံးရှိတယ်ဒါပေမဲ့မင်းတို့တွေဘာတွေဖြစ်ကြတာတော့ငါမသိဘူးမင်းတို့ပြောကြရှိတာပြီးရင်ငါ့ကိုပြောလို့ရတယ်ကိုမဒီအိုနီအဲ့ပေါ်မှာငါပြန်ထားတယ်အဲ့ဟိုကျရင်ကလာတယ်ငါလည်းမင်းမြအဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးချင်တာငါအဲ့ဒီကြီးကငါပိုင်တဲ့ပြည်စီငါညာဘိုက်စာလို့ဆိုပြီးအိမ်ကြောင်နဲ့ဝင်သွားခဲ့တယ်အိမ်ကြောင်နဲ့ဝင်သွားတော့မှလမ်းပေါ်နေကြလာတယ်ဟိုရတယ်ငါဟင်းချက်ဟုတ်တယ်မက
ကွာဒါမင်းရှိသွားရောတို့သားတော့3ရက်ရှိသွားပြီဟိုကပုတ်တော့နေတယောက်တယောက်ဘာစိတ်ကြီးမွေးထားလဲတော့ငါလည်းမသိဘူးဟဲ့အိုးကတော့ငါချွေးနေတာဝယ်ထားတယ်အိုးငါသမီးသားမလို့တော့ညက2နာရီတော့လိုက်ထားပါလေဆိုပြီးတော့မသားရောဆိုပြီးသမီးသားမလို့တော့အဲ့ဒါတွေ့တာပဲငါရင်နဲ့စု့ပါငါညာလေးလုံးခိုင်တော့မှချပြီးအကုန်လုံးထုတ်ခွဲမလို့တော့တယ်တိတ်ကိုပြေးသေးတယ်တော်တော်လေးကိုပြေးသေးတယ်မမြင်ပါဘူးလို့ပြောရဲကောင်ရှိတာပြောရဲကောင်ရှိတာအဲ့ကောင်ကခမေးဝင်းတော့မဝင်မဲနဲ့သူများချက်ပြီးတော့ရန်တဲ့သားနေတဲ့လူတယောက်လိုငါတတ်မှမှာပဲအဲ့ဒါမင်းတို့ခေါင်းတော်နဲ့ရောက်တယ်မင်းတို့ဒီဘယ်လုပ်ငန်းနဲ့ဖြစ်ဖြစ်အသက်ဝင်ရောက်ပြုလို့ဒါပေမဲ့မွေးလာတဲ့နေနေပဲပြီးတယ်မှာကိုငါပဲရတာအဲ့ဒါပဲအဲ့ဖြစ်တယ်လားအမေဒီကြလားဒီလားအိုးရငါပြင်းနေတာငါဝယ်တယ်အိုးဟင်းကအများသားကိုချက်တယ်အိုးဟင်းအခုနငါပြောတဲ့အတိုင်းပဲတရက်မှ2ရက်ဟိုတနေ့လည်းကလာတော့ငါမေးတယ်ဘာလို့မသိရလဲဘုရားတော်ပြောတယ်ဟုတ်ပြီဟိုတနေ့ကမင်းတို့တော့ခန်းကြီးချက်ကိုထားဝင်နေတယ်မမြင်မှုပြောတယ်မမြင်မှုပြောလေအပြစ်ပိုကြီးလေပဲငါတော့ကတော့ခုနငါပြောတဲ့အတိုင်းပဲအရန်အသက်ပဲကားခြင်းတဲ့ပုံစံဖြစ်နေတယ်မင်းတို့အရင်ကတွေ့ခဲ့ဘူးတဲ့လေငင်းတွေကအရန်တဲ့လက်စိတ်ပြီးချအောင်မလားငါမေးနေတာတွေကအခုအိမ်မှာဘာဖြစ်နေအောင်ဘလို့တွေဖြစ်နေတာတော့ပြောငါ့ကိုပြောကြဟုတ်မင်းတို့ဘာကပြောမှလားငါပြောခမလာကြောင်တော့ဝါရှင်းတော့ကြီးဟာအခုဆော့ဆက်ငါဆုံးတဲ့ကို55ဟုတ်လားအဲ့ဆိုင်ကဒိတ်ခုနဲ့ရှုံးတယ်လို့သိတယ်ဒီနေ့ရက်အောင်ငါပြောင်းသွားတယ်တော့ပြောတော့ဘာပြောလဲပေါ့နဲတော့ငါ55တော့ပြန်ပေးပါဒိတ်ခုနဲ့တော့ရှုံးထားတာမရဘူးပေါ့နော်ငါအများကြီးရှိန်ထားတယ်လို့သမားကငါမရဘူးပြစ်တာပေးမယ်နေလားရှိတာအဲ့တော့မရှိနိုင်ဘူးတော့မနေ့သေဝသေးဆိုတော့โอเคဘုံကိုကောင်းအောင်ဟုတ်အဲ့တော့တောင်းလည်းရမှာမဟုတ်ဘူးလားငါသိတယ်လောက်ကလောက်တိုင်းမဆိုင်ဘူးဖြစ်သွားတယ်ဟိုကသူ့ကိုယုံကြည်မှုနဲ့ဟုတ်တယ်အဲ့တော့ဒီကလည်းချုံးတယ်လို့ပြောတယ်သူချုံးတာမချုံးတာတော့မသိဘူးနော်အခုဒီလိုက်ပြောလို့ဖြစ်နေတယ်အတိကဒါယူရချက်ကအဲ့တော့မရဘူးလည်းတော့မရဘူးဆိုတော့အတတင်းကြီးပဲသိန်းကားတော့ဟောကြမ်းမှာအဲ့ကျမိမဲလို့စီစဉ်ရတယ်အဲ့မှာတစ်ချက်လွဲခဲ့တာကအဲ့ပတ်စံကမရဘူးမရတဲ့အတွက်ကြောင့်ဘယ်လိုဖုန်းနဲ့ပတ်သက်မပြတ်တယ်မသိနိုင်ဘူးအဲ့မှာရှက်နော်အဲ့မှာရှက်အဲ့ဒါပတ်စံကိုရအောင်စုမယ်ဒီလိုစုလိုက်တယ်ဟိုမှာတန်လို့မိသားစုကသာလို့မိသားစုဒုက္ခရောက်တယ်ဆိုတော့ကဲဒီကောင်လေးကအိမ်မှာနတ်မှန်သေးတယ်ငါသူ့သားပြီးလုပ်ပြီးတော့ပြီးတော့လုပ်ရအောင်ရှာလို့ဆိုလို့ပေးတယ်နော်ပေးလိုက်တယ်ဟိုပြီးခဲ့တဲ့အလုပ်တော့ကဒီသားလေးလက်ကောက်ပေါင်းထားလို့ဆိုပြီးငါတို့ယူလိုက်တယ်ပြီးတော့ပတ်လာတဲ့ပတ်စံအဲ့ပတ်စံငါတို့လောကကားတဲ့ငါတို့လုပ်လိုက်တယ်ဒီမှာတော့ပြီးတော့အခုဒီသားလေးတွေကအိမ်ကိုမဆောက်ပြန်ရောမဖြစ်မနေဆောက်ရမယ်ဆိုတော့ဆောက်တော့သိန်း30အခါပြန်ပြီးဆောက်လိုက်ပြန်အဲ့တော့အဲ့ဟာဟိုပြီးခဲ့တဲ့ဘောတော့မှတော့လည်းမလားတော့တော့ရွေးထားတဲ့ဥစ္စာဆိုတော့ပေါင်းလိုက်မယ်ပေါင်းလိုက်တော့ဒါမျိုးလို့လွှဲတာက30နဲ့ဘုရားလာဒီလားမောပါကလေးကိုခေါ်ပါဒီမောဘာလို့ညာလဲဒါမျိုးလို့က42သိန်းနော်အဲ့မှာပဲငါနဲ့ဒီအရင်တက်တာဖြစ်တယ်ကြားလားကြားရနော်မလို့ကြားရနော်အော်ကြည့်နေတာအဲ့ဒါသူ့နေကိစ္စနဲ့ငါပြောတာကမတော်အောင်လည်းမပြောဘူးမကြောက်အောင်လည်းမပြောဘူးဘာဖြစ်လို့ကိုယ့်အကူတက်တာချာလိုက်ကိုယ့်အကူပြန်ပြီးသွားလိုက်အဲ့လိုလုပ်နေရတယ်ဟုတ်လို့ငါပြောခဲ့တဲ့စကားလေးဟုတ်ပြီအဲ့ဒီမှာအဲ့ဒီပတ်စံလည်းငါတို့လည်းချွေးနေတာဖြစ်တယ်
နော်ဟုတ်လို့ခဲ့တယ်ရှင်းလားအဲ့တော့ဒီ90နဲ့2သိန်းပြတ်သွားတယ်ဟုတ်နော်အဲ့ဒီရက်ထဲမှာလေနော်ပြတကတို့အဲ့တော့သားတိတ်ကဘလော့ကုန်လဲဆိုတော့ဒါလည်းမတွက်ထားဘူးဟုတ်ပြီပြန်ရတယ်ဆိုတာရတာပဲရှိတယ်ဟုတ်ပြီတခါအဲ့လာပတ်ထဲမှာပတ်ထဲတော့ပတ်ထဲနဲ့90နဲ့2သိန်းပြတ်သွားပြီဟုတ်လားနော်အဲ့ချာဘူးထားရတဲ့ထက်တခါကိုဘုရားမိမဟိုငါပြောရည်ဒီတိတ်ရှိတာကိုဘုရားမိမလည်းလူတစ်မျိုးနော်လူတစ်မျိုးမှာတစ်ချက်တစ်မျိုးဒီစကားတွေကပြောရရင်မကောင်းဘူးဆိုတာကိုဘုရားဒီတော့မှငါတို့ပြောရတဲ့စကားမှာဒီလာရေးကိုပြောလိုက်တာကဒီလာရေးငါတစ်သိန်းခွဲလွှတ်ပြလိုက်တယ်လို့ပြောလိုက်တယ်ဒါပေမဲ့ကိုဘုရားမိမဒီလာရေးကိုပြောတယ်ကိုနိုင်ဘာသာပြောလိုက်ပြီးတစ်သိန်းရှိတော့တယ်လို့ပြောတယ်ဘာကြောင့်သွားပြောကြလို့လေးလို့ပြောကြတာငါတစ်သိန်းခွဲလို့ပြောလိုက်ဒီလာရေးကိုသုံးသောပေါ်ခေါင်းနဲ့မထည့်တော့ဘူးအဲ့တော့ကိုဘုရားမိမဒီလာရေးကိုတိုက်တော့ပြောငါကြောက်တော့ဘာဖြစ်သွားတိုက်နေမယ်သူကတိုက်နေမယ်အဲ့ဒါဖာလည်းဖြစ်သွားအဲ့နဲ့ငါစိတ်ကညစ်နေတယ်အရှိန်နော်အဲ့မှာဘလောက်ကျွတ်သွားပြီလဲအဲ့ဒါကျွတ်သွားပြီပြီးတော့ဆိုင်ကယ်တို့ဆိုင်ကယ်ပြင်းနေထပ်ပြီးပြုံးလာကြမှာပြင်းတော့ဆိုင်ကယ်တော့ပြူပါငါလည်းထဲဝင်ထဲမှာကြောက်လာတယ်ဒီတိုင်းမှာအဲ့မှာငါသွားတော့ပုံမိုးတော့ပြေးပဲယူသွားတယ်ဆိုင်ကယ်ယူဖို့မရှိဘူးသွားအဲ့မှာဆိုင်မှာမန်ကတော့ဆိုင်ဆိုတဲ့မလည်းလည်းဆက်တာဘူးမင်းလည်းသားသွားငါကိုယ်တိုင်ဟင်းမကောင်းရင်မသားရတဲ့ကောင်မျိုးအငါခံတဲ့ကောင်မျိုးမင်းတို့မကောင်းတာနဲ့ကြိုးနေကြတယ်ငါကိုယ်တိုင်တော့ကောင်းနေတာမင်းတို့သားတဲ့သူသားငါပြောတယ်ငါတော့ဟင်းကောင်းလို့သားတော့ပြောတယ်ဘယ်လိုလဲတိုင်းတွေ့တယ်တွေ့နေတာလည်းစိတ်ကဝေဘလို့ရအောင်လုပ်လို့လေစဉ်းစားနေရင်လည်းဒီအရာပို့ထလိုက်တယ်အမေငိုတဲ့ခက်ပြခင်းနေလို့တဲ့တခါနေငါလည်းတော့ရှိရလုပ်ပြီးပါဦးတဲ့ရှိရလုပ်ပြီးပါဦးလို့သူကပြောတာနော်သူပြောတာဟုတ်ပြီအဲ့မှာငါတကယ်တော့မရှိသေးဘူးအဲ့လိုပြောလိုက်တာတခြားဘာမှမပြောဘူးမင်းသားဆိုဘေးမှာရှိနေတော့အားပြောဘယ်လိုပဲဖြစ်နေဖုံးချသွားတဲ့နောက်အမှဒီအာရုံကများတယ်ငါဒီကားထဲမှာတည်းထွက်သွားတဲ့ပတ်စံဒီတပတ်ပဲရှိတော့တပတ်ထဲမှာတည်းတပတ်ကနှစ်ပတ်ထဲမှာထွက်သွားတယ်ငါလူလေးတန်းမအောင်တဲ့ကောင်တယောက်ကအဲ့ခွန်းလေးရောထွက်သွားတယ်80ပြီးသွားတယ်ဦးဆောင်မှုပိုင်းငါဦးဆောင်ပြီးတော့ဒီလိုမျိုးမှာရတဲ့ပတ်စံတွေထွက်သွားပြီဆိုတော့ခေါင်းထဲမှာဘလို့နေနေစလိုက်မင်းတို့အဲ့ငါချွေးနေဒါဆိုတော့ငါမတော့အောင်နော်မင်းတို့ခဏနေဝယ်တယ်ငါမဝယ်အောင်ငါလည်းဒီခဏပဲနော်မင်းတို့တော့ဝယ်ပေးတယ်ငါတော့မဝယ်အောင်မလေးအဆူသားနေအဲ့ဒါတို့ပြောခဲ့တာမင်းဒီမှာနေရတာမလားပြောထားတာနော်ငါမေကိုတရားပြီးခေါက်ပေးတယ်အမေအဲ့ဒါကဘယ်လာတော့ငါမေမေရလားလက်ထောက်အောင်မေရလားအခမေရလားခုဒီမှာကြီးအေဂျင့်မေရလားဒီပါရလားနောက်ပြီးတော့ဒီကလာမေရလားငါမေတယ်ဘာပြောလို့ဆိုတော့အဲ့လိုလူတို့ကတော့မပြောဘူးတဲ့သူတို့အမျိုးတွေကပြောတာတဲ့သူတို့မျိုးတွေကတော့ဘယ်သူမျိုးမှလည်းမသိဘူးငါတင်လာလိုက်တယ်ငါဆိုရင်ဒီလအတွင်းမှာငါနဲ့ဖုန်းပြောတာရှိတယ်လို့ပြောငါပို့လို့ငင်းလို့ဖုန်းပြောတာငါပို့လို့ငင်းလို့ပါလေငါအမျိုးတွေပေါ့ဒီကတော့ပြောမယ်နေတာမရှိဘူးတော့ဘယ်သူများကြည့်ရတယ်ငါတက်လာအကင်းကြီးစဉ်းစားပြီးဒီကတော့ပေါ့လေငါတော့ဘောပေါ့ကွာအဲ့မင်းတို့စဉ်းစားကြည့်ငါမင်းတို့ခဏကြောက်ခါမှာထားတော့လားအခုရထဝါရဲ့မင်္ဂလာဆောင်ကိစ္စမင်းမလည်းမင်းမယူဘူးအဲ့ဒါလည်းမဆိုင်ဘူးဟုတ်ပြီနော်နင်းဥစ္စာကိုအခုမင်းပြန်ရင်ဘယ်လောက်ဖဲလို့ကျွန်တော်ဘယ်လောက်အခုပြန်လာပစ္စည်းဝယ်သွားဖို့ကိုပေးတယ်တော့မလုပ်နဲ့ငါသက်မှတ်ထားတဲ့ဥစ္စာကမင်းအတွက်ဆိုပြီးတော့ငါအဲ့လိုနဲ့သက်မှတ်ပြီးတာမင်းလိုချင်တဲ့လောက်ကထပ်ပြောလို့ရတယ်အဲ့ဒါကြီးလည်းပတ်သက်လို့ကငါမင်းဒီနှုတ်မှလည်းမဟုတ်ဘူးညမှလည်းမဟုတ်ဘူး
ထားတယ်မင်းသားကြုံတယ်ဆိုတော့မဟုတ်ဘူးတယောက်ထားတယ်တယောက်ထားတယ်ဘုံလုံးဒီမှချက်ဘုံလုံးပြီးတာလောက်ပြီးတာဘုံလုံးရှိတာဒီကောင်လည်းသူ့မှာလည်းလာလိမ့်မယ်ဒီနဲ့အများဆိုပြီးတော့ငါပြီးတာသူ့မှာလည်းလူပြောမှလို့ဒီကောင်ကမှလာဟိုဒီတော့တော့ဒီကောင်ကပြီးတော့တော့ပြီးဘယ်လိုလဲဆိုတာပတ်သက်ရှိအဲ့ဒါလေးနော်အလုံးရှိတယ်ဟုတ်တယ်ခန္ဓာတွေခွဲပြီးတော့နော်သူခန္ဓာတွေခွဲပြီးတော့နေခွနဲ့ဆုံးသွားလို့သာမရခဲ့လို့သာငါတို့ကဒီလိုဖြစ်နေငါဒီလိုဖြစ်နေတို့စီကတော့ဝါကြီးကိုညက်စားလို့အောင်မပါဘူးဒါမဲ့ခြံရွာရဲ့ပုံမှုကကိုနိုင်ကြီးကမင်းတို့ခိုင်းတာပြီးတာနေတာအဲ့ဒီစကားကိုပိတ်သွားအောင်ရအဲ့ဒီစကားကိုဒီကောင်ပြောလဲဆိုတာကိုစုံစမ်းမှာငါစိတ်တယ်မျိုးအဲ့လိုမျိုးမဟုတ်ဘူးမင်းတို့ကိုခေါ်တဲ့ယူရတဲ့ကငါနေရာလူတော့ပါသေးဒီကောင်လေးကိုကိုရင်လည်းဖြစ်တဲ့ခါတော့ရင်မင်းတို့လက်တွေ့အမြင်နဲ့ငါတော့ငါစီမှာလာတင်သွားရကောင်ကိုထူးပြောက်ပြမယ်နောက်ချစ်စမ်းလင်းတို့ဘိုးကြီးမလေးပြန်သွားတယ်ဓာတ်လိုက်သေးတဲ့အောင်ကျော်တို့မင်းတို့သိထားတဲ့ဒီဆရာကြီးတွေကခန္ဓာလောကရဲ့ဆရာကြီးဆိုတော့ဒါလည်းဒါလည်းတွေ့လို့ရှိရင်ငါ့ကိုဆရာကခေါ်ကြလိုက်တယ်ငါလက်တွေ့ကြတဲ့ကောင်လေးနော်ရှင်ဖိုင်နဲ့တက်တဲ့ကောင်လည်းရှင်ဖိုင်လို့ရတယ်ခါမင်းတို့ကခြံရွာတဲ့ကခြံလာတဲ့ငါ့ကိုမင်းတို့ကအရေးသားကြတယ်အော်အမေနဲ့တက်တာကမှမဟုတ်တော့နောက်တစ်ခုရှိသေးတယ်ဟိုတနေ့ကမင်းတို့ကိစ္စမှာဒီလာရေးအိမ်ကိုလိုက်ပြီးတော့ဘယ်လိုလုပ်တာဘယ်နဲ့တော့ပြောသားဟမ်နိုင်ရမလားနိုင်ရပထမနေ့ကမင်းတို့အရက်ပလင်းထည့်ပေးရတယ်တဲ့ရောက်ခမပြောတယ်လည်းတဲ့ဘယ်နှလုံးဝယ်လားချက်ဘူးကနှစ်ကဝယ်ပြီးချက်ဘူးနှစ်ကဟုတ်တယ်ရက်ပလင်းဘယ်နှလုံးတော့ဘာနှလုံးတော့ Facebook လားမင်းတို့ကြိုက်တဲ့လုံးမလုံးလည်းမထိုးခဲ့တာမလားနောက်တစ်နေ့ရောကျောက်တော့မင်းတို့ပြီးတယ်မဟုတ်ဟုတ်လားဟိုကနောက်လိုက်ရင်ပါဘူးဆိုပြီးတော့လုံးလို့ရအောင်ဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့သူများကိုမေးအပ်တာကိုမှကျွန်တော်ကသူများကိုလည်းမအပ်နေတော့အတ္တဆန်ပေါ့နော်သူတို့ပဲဒီဘိုက်တော့သူများပေးရမယ်အဲ့လိုပြီးအဲ့ပြောင်းတော့ခွဲရအောင်6ခါဘာလို့ရခန်ဒီကဟိုမယူအပ်တာအဲ့ဒါဟိုမရနောက်လိုက်ကြအဲ့နဲ့လုံးမလို့မရှိဘူးဆိုပြီးသူကကျွန်တော်တို့ပြန်ပြီးတော့ဘယ်လောက်လုံးမလို့ဆိုပြီးတော့ပြန်ကျွန်တော်ကလည်းဘာလို့မပေးနိုင်ဘူးလို့လူပတ်စံဖြတ်ပြီးဒီဘိုက်ကြားတယ်ပြောလိုက်တာအဲ့တော့ပြောတော့ငါပြောချင်တာအဲ့ဒါငါရောက်ခမဟုတ်ပြီငါနဲ့ကကြောမတဲဘူးဒါငါကလည်းမင်းတို့လည်းမဆိုင်ဘူးပေါ့နော်အဲ့တော့မင်းတို့သွားလုပ်ခဲ့ရတဲ့ဥစ္စာမင်းတို့တန်ချင်းမရဘူးလားရတယ်နော်ဒါအမြဲအလုံးမဟုတ်ဘူးတခါတလေရပါရကတော့ပြီးရတယ်လောကတစ်ခုဖြစ်တယ်ဒါပေမဲ့မင်းတို့ထွက်လာတဲ့စကားအနေထားကတော့တိုင်းနော်အလကားပဲလုပ်ပြရတယ်လို့ဖြစ်နေတယ်မသိရင်ဟိုကဘာမှမကြွေးတယ်လို့ဘာမှမကိုင်းတယ်လို့ကျွေးပါလေအဲ့ဒါဟိုပြောပြတာသူတို့ရဲ့စိတ်မှာဒီကောင်းလေးရဲ့စိတ်မှာဖြစ်နေတယ်အေးဟိုမသားလေးကခွဲချက်ကျွေးရမှာပြီးတော့ပတ်စံလေးယူလာပြီးတော့ချက်ပြီးတော့မသားသားအဲ့လိုမျိုးတွေဖြစ်နေတယ်အဲ့ဒါလမ်းစဉ်မဟုတ်ဘူးလေအားလည်းအဲ့လိုတွေးမယ်လို့မထင်တာဘူးငါဝယ်မရှုပ်ဘူးငါကိစ္စမဟုတ်ရင်ငါမလုပ်ကိစ္စမှာငါဝယ်မရှုပ်ဘူး
အဲ့ဒါမှတ်တာအဲ့တော့ဖြစ်လာတဲ့ကိစ္စဘယ်လိုပဲသိတော့ငါဘာမှမသိဘူးဒါပေမဲ့မင်းတို့ပြန်လာတော့ဟိုတနေ့ကမူဗီပြန်လာတဲ့နေရာစကားပြောရနေတာငါပညာကိုစော်ကားလည်းပါတယ်အားရသာပြီးမလို့ဘုခမကန်ဆရာကောင်မှမသိဘူးစနေညမဲကွန်းဖရီအဲ့လိုပဲမစားဘူးစနေကြတဲ့ကောင်စနေဖရီ ဘယ်လိုဝါလေဒီကဘယ်လိုတင်လဲဒီကလားဘယ်လိုတင်လဲရအဲ့ထဲမှာ အဲ့အောင်ရ အဲ့ထဲမှာလည်း လုံးဘုံ တယ် ဘာ ဘာ လို့ လို့ လဲ လဲ အခုအဲ့ဘာလို့ ကိုအိမ်မှာဘာလို့ရဟွာလေမိမနိုင်ရင်ဝါထိုင်မရဘူး အဲ့ရှိလား အဲ့ရှိရ အဲ့လိုပြင်ရလို့ဒီသွားရတယ်ပေါ့မောင်ရှိနေလို့တော့ညမလာနဲ့အဲ့တော့လည်းအိပ်ပါဒီကတန်းလာပြောရတယ်မင်းရော မဟုတ်ပြန်လာရင်တော့ ကျော်ဝါတွေဝယ်မလာနဲ့ဘာမှမစားကြဘူး လာတော့ ငတ်ခံနေရကောင်းသေးတယ် ဝါနေချက်ခဲ့တယ် ဝယ်လာတဲ့ဟာတွေဘာမှမသိဘူး ကိုလည်းမပါအိမ်ကိုလည်းမလို့အိမ်ကြီးလို့လည်း မင်းရွာကလည်းမင်းပတ်စံအဲ့ဒီဘောငါပြောတယ်လေငါမျိုးပြေးလိုက်တယ်လမ်းပူလိုက်မယ်မင်းအဲ့ဒီလေးတော့တောင်းပါလေလမ်းပြလိုက်တော့အဲ့ဒါပူရမလို့ငါမင်းကိုပူမဖို့ဘယ်လိုဒီပူမယ်တော့ပြောဘယ်တော့မှလမ်းတော့တော့ခက်ချင်လာတယ်လို့မဟုတ်ဘူးငါမကိုလည်းလား ဒီကောင်းတယ် ဒီကပဲ ကျွန်တော်တို့ပတ်စံနေနေလားဒီမှာတော့ အဲ့ဒါလည်းမတတ်တတ်ခွဲထားတယ်ကွာအဲ့ကျတော့ဒီတော့ဒီကဆက်မှာလေကမှာတော့ဘာညပြနေကတော့ ဈေးဝယ်အောင်လာမဝယ်တော့ပါ နောက်မှဒီနေ့ နောက်မှစီစဉ်တော့မရဘူးလေဝယ်ခဲ့ပြီးတော့မနေ့ပြန်သေးလာမှာလေညဘူးကဘယ်မှာပြန်မှာလဲဟုတ် ငါပြောတော့ရှိဒီအရေးစကားကိုဖြတ်လို့တော့အရင်ဆုံးတော့ပဲယူလို့ ဟုတ်ပြရမယ် လိုအပ်တယ်ဟာပြီးပြီးအဲ့ဝါဒီမှာအဲ့ဒါထောင်းတာအုပ်တော့ပြောလိုက်တွေ့လားဘေးကဘုံမှာလို့ပြီးရတော့ပတ်စံကွာဗျာတက်တယ်ဘောတော့တစ်ခုမှမပြီးဘူး ခိုင်တာတက်လိုက်မှာလားဟုတ်လားဟုတ်လားခိုင်တာတက်လိုက် အဲ့ဒီမှာအမတန်တက်ငါကလုံးပါအဲ့ဒီလိုဝိုင်းမှာ ကိုချက်တာဆန်း 啊，对对对对，原来对对。 ကိုချက်တာဆန်းကိုအဲ့ဒီကအမကလည်းသွားလဲခံနေလဲတာဒီမကုန်တယ်သွားလဲနေတယ် အတက်လား အဲ့ဟိုအရင် ဟိုဗီဒီယိုကကောင်းနေဟိုကစားချင်လို့ဒါလည်းကောင်းနေဟိုကမလဲရဘူးဟုတ်ကဲ့ဒီလေးလေးနေ မဖြစ်တယ်ဘူးအခုငါမင်းတို့ဟလာလာရှင်းနေရတယ်အေဂျင့်တို့ကတရားရပြန်မှုအစီအစဉ်ရှိလားဘာလို့ပြန်လဲအပြောမယ်နော်ပြန်လို့ရတယ်နော်ပြန်သွားခွင့်ပေးတယ်ဒါပေမဲ့ပြန်သွားခွင့်ပေးပြီးပြန်လာမယ်ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ဒီကတော့အုံရင်းသူကိုခေါ်တယ်ခေါ်လာတဲ့အတွက်အဲ့လမ်းတွေငါဖိုက်တယ်အလားကောအပြန်ကောမင်းတို့အဖေရဲ့ခေါ်မေရဲ့ခေါ်နှစ်ယောက်လုံးကခေါ်လာနော်နောက်လည်းငါဘာကြောင့်ငါခေါ်ခိုင်းတာလဲဆိုတော့အဲ့လိုငါအာမဘယ်ဘုဘဝတော့အာမတယ်ရှိတဲ့လုပ်ငန်းတစ်ခုလို့ငါခေါ်ခိုင်းတယ်မြင်သေးကြလို့မင်းတို့ရဲ့
တစ်နှစ်စာလောကမင်းတို့တက်တလောက်3သိန်းမှတတ်မှာသဘောတရားတလောက်3သိန်းမှတတ်မှာမင်းတို့ရဲ့လာကတော့ငါအတွက်တစ်နှစ်ကိုမဟုတ်တလောက်40ရအဲ့မင်းတို့တစ်နှစ်စာလာကအဲ့တစ်ဆိုင်3ဆိုင်ကျတော့တစ်ဆိုင်နေလို့ကြည့်အဲ့ဒါမင်းတို့အဲ့မင်းတို့တွေးတာတော့ဘယ်လိုတွေးရမသိဘူးဟိုတည်းကမင်းတို့ပြောတယ်ငါတော့ပြောတယ်ပြောရမှာပဲဘယ်နဲ့ပြောရပါလဲငယ်ချင်းတွေဒီသွားရင်အဲ့ဒါမြည်ရတယ်ရက်ထက်အောင်အခါမှတော့ရက်ထက်အောင်မိုးဖို့စိတ်ကူးမရှိနဲ့ငါဟော်ရဲကြဟော်ရဲကြအဲ့ဒါလည်းမိုးလို့မတိတာငါလည်းကြတယ်ဘာမှမမားနေနဲ့ငါငယ်ချင်းတွေဒီသွားတာမျက်နှာငယ်ရဲဆိုတာငါပြောချင်တာမင်းတို့လက်ထက်ငါပတ်စံထည့်ပြီးခဏထည့်ပြီးဘူးလေအဲ့ဒီလိုမှနှလုံးနှစ်ပိတ်ရှိခဏထည့်ပြီး ဘာလို့ဆက်တာဒူးတယ်အဲ့ဒီပေးတဲ့မှာတည်းကမဖုန်းနဲ့ကြည့်လိုက်ရှိလာတဲ့တဲ့ဝဲဘောမအခုပြရတယ် ခဏမင်းမပိတ်မာလားအဲ့ဒါခဏမင်းမအဲ့လိုလွှဲလိုက်ပိတ်မာလား ဒူးဒီမဟုတ်ဘူးဒါကျွန်တော်ကဟိုဒါရိုက်ပဲဒီလိုဆိုင်တော့ ဒီရရုပ်ဒီဖုန်းတက်နေတဲ့ဗျာတို့လည်းခင်ဗျမြင်နေတယ်ဗျာ ဆိုကျွန်တော်လည်းဒီပါကိစ္စနာပေါင်ခဲ့တဲ့ဟာကျွန်တော်ကစာတိစုပ်တယ်ကျွန်တော်နာမည်နဲ့စာတိစုပ်တယ်ဒီကလုပ်ပြီးရန်plan ဒီဝမ်းဆုံးလို့ဒီနေ့ဆိုင်တော့ဒီလေကအဲ့လိုပို့ကြတွေ့တယ်လို့ငါပေါက်ထားတဲ့အိမ်ဝိုင်းတော့ငါဒီကနေကျိုးတဲ့ plan ပြီးတော့ဒီဟာဆိုင်ကုန်တယ်ဒီရေး15ရက်ဒါငါနားထိုင်တော့ငါတော့ဆိုတယ်ဝက်လာတယ်နိုင် ငါတော့မလုပ်ရဘူးဒီရတဲ့တဲ့င်းကိုပြောဘုရားကတူဘုရားကမိတ်ကတောင်းတာမင်းတို့မလုံးပေးနေတယ်မဟုတ်ဘူးကွာပြောရရင်လူတယောက်မလုံးပေးတာမဟုတ်စကားရှုံညာမဟုတ်မင်းတို့လိန်သားမဲ့ကောင်လည်းမဟုတ်ဘူးညာသားမဲ့ကောင်လည်းမဟုတ်ဘူးဘောအာမခံချက်ပညာကိုသိနေတဲ့ကောင်တယောက်ကိုဒီစကားမပြောရတော့ငါသဘောလေးတော့တယ်အခုနကစနေအဲ့မှာမိဘတွေခေါ်လာနိုင်မလားအခုငါလက်ခံတဲ့အဆိုင်ကြီးရှိရဲ့နော်ရက်ထအောင်လဲအိမ်တော်ကျသွားပြီဆိုရင်အဲ့ဒီမိန်းမကမင်းအုတ်ထိပ်သူဖြစ်သွားပြီဆိုရင်မင်းကိုခေါ်လာခဲ့ပြီးတော့ပြလိုက်ဒါမဲ့တခုရှိတယ်သူ့သူနေမဲ့နေတာမျိုးသူကသူဘယ်မှနေနေငါဒီဖက်တာတော့အိမ်ကပြီးထားမလို့ပဲအဲ့ဒါခုပြောချင်တာမင်းတို့လည်းဒီအစ်စ်များဒီများသိကြအောင်ဒီနိုင်ပို့ပြီးအိမ်လောက်တော့ငါငှပေးထားလို့ရတယ်မင်းတို့ဖွဲ့လိုက်တဲ့ရှူနေမယ်ဆိုရင်ထမင်းဟင်းကိုကိုယ့်ကိုချက်စားရမယ်ဆိုင်ကရတော့ဆိုင်ခွဲတစ်ခုသိရင်ပြထားမယ်ဒီထက်ဒီကိုယ့်ကိုမောင်းမယ်အလုပ်
ဆင်းတဲ့ရက်တွေကိုတရက်ကို1000နဲ့2000 2000ကပုံမထွက်တဲ့ကိုဖြစ်တတ်မှပြီးတော့ငါပြီးတယ်ငါလည်းလည်းပြောမခံနိုင်တော့တရက်ကို2000 2000ပေါ်တော့တဲ့အဲရွေးချိန်တဲ့တကားချိန်တဲ့လူတွေပေါ့နော်ဒီကြတော့ကမှလုံးဝမှာအရှိကန်းရှိသေးတယ်အရှိကန်းဆိုတော့2သိန်းနဲ့2000 2သိန်းกว่าမယ်အဲ့တော့2သိန်း2000လို့ခွန်327တရက်ကိုခွန်327 9000ကျော်တယ်နော်9000ခွန်428ခွန်428ဒီလူကလည်းဒီလူပဲထပ်ပြီးမတိုးဘူးဆိုတော့နောက်ခဏတော့တရက်ကို9000လုံးပုံနေလို့329ခွန်သိန်း9000ရမယ်နောက်ပေါ်တော့တဲ့ဒီဘယ်ကျန်သွားပြီအဲ့3လပြန်ခဲ့ခံမယ်3လပြီးရင်ကျိုးသွားမယ်ဘောပါလား3လပြည့်ရတယ်ဘယ်လောက်တိုးမလဲဆိုလို့ရှိရင်3500ထပ်တိုးလမ်းတယ်နဲ့သွားမယ်ဥပဒေတွေမသိလို့မဟုတ်ဘူးလုပ်ငန်းရဲ့ law ဆိုတယ်အဲ့ law ဆိုတာဥပဒေပဲအဲ့ဒီဥပဒေတွေမသိလို့မဟုတ်ငါတို့ကိုယ်တိုင်ပြတာကဟိုမှာ14နှစ်လောက်သူ့ law တွေနဲ့လုပ်ခဲ့တာမသိလို့မဟုတ်ဘူးငါလူတွေလွတ်လပ်ခွင့်ရှိပါသေးတော့တယောက်9ရင်တယောက်9ရင်လာရှိရသွားလို့ရအောင်ဆိုပြီးတွေ့လိုက်တယ်။ပတ်စံမပေးနိုင်ဘူးဆိုတာကအဲ့ဒီမူးပြီးပြန်လာမှာဟုတ်လို့မူးပြန်လာခဲ့ရင်ငါအများနဲ့ကြက်ကြည့်ရငါရက်တော့တယ်နှစ်ဖုံးလောက်ဆိုရင်တော်တော်လေးကောင်းတယ်ဘုရားတော့တယ်အလုံးလုံးတော့ဟုတ်တယ်လို့အားရပြီးပြီးလို့ဘူးဖြစ်တယ်နော်ဒီကဒါတော့ဘာရဒီကဒါတော့ဘာရဟောဟာဘောတော့ဘောရှိတယ်ဒီအောင်စီလက်ချတောင်းလို့ရတာတော့ငါမိကောင်းဖခင်သားသမီးတယောက်ပါလားငါ့ကိုလူခိုးနေတဲ့လူတွေအများကြီးရှိပါလားလို့အပြင်းပြင်းပြန်တွေးတော့ပြီးတော့မှလမ်းမမအောင်နေတယ်ပြောတာရှင်တဲပြောတယ်စိတ်ထဲမထားဘူးရင်နဲ့ထားရင်သူကပြောတာမဟုတ်ဘူးရင်ထဲမှာပုတ်တိုးနေတာတဲ့ဘဝသမိုင်းရိုင်းမှာဆိုလို့ဟောတာကြည့်အောင်လိုက်တယ်ပေါ့ရင်ထဲမှာထားတဲ့ယောက်ျားမျိုးနဲ့မျိုးတော့မတွေ့ဘူးမရှူမဖက်နေတယ်အခါလေးပို့တော့အဲ့ဒါအားနေလောက်အနေကြည့်လဲဆိုတာကိုမျိုးတို့တည်းပြီးပါလိမ့်မယ်ဘာမှဖွင့်မပြောဘူးသူ့ရင်ထဲမှာသူထားတယ်ဆိုတဲ့လူတယောက်ကလောက်အနေကြီးတယ်ဆိုတာကိုမျိုးတို့တည်းပြီးလိမ့်မယ်အခါသားကိုပွင့်ထုတ်ပြလိုက်တဲ့ယောက်ျားမျိုးနဲ့ပေါ့ရင်ထဲမှာထားတဲ့ယောက်ျားတည်းအားနဲ့ထိုးကြမ်းနေတယ်ကြောက်တယ်အဲ့လိုလူမျိုးကိုဝိုးရရှောင်းတာငါမဟုတ်လို့ပြောတာလူကိုပေါင်းတဲ့နေရာမှာပေါင်းနိုင်ကြဘူးမင်းတို့ကိုယ်တည်းပါလေအေးကြလို့နားတယ်ပါမင်းတို့တိုင်းဝိုင်းရှိအောင်ပြောလိုက်မှာပြောဒါပေမဲ့မင်းတို့ကိုယ်တိုင်ကိုရလဲမခေါ်ရဲဘူးမင်းတို့တိုင်းဝိုင်းရှိရကောင်းတယ်ဆိုင်ရရှိရတယ်ကောအဲ့ကောင်လေးတော့သူတွေပါငါ့တယ်ဟမ်ဆိုင်ဝိုင်းဆိုမကြည့်ရအောင်ရှင်းအောင်ဟိုဝိုင်းအောင်နောက်ကောဝိုင်းနေတယ်ရှင်းအောင်ပြောမယ်အဲ့ဒီကောင်တွေရောဘယ်သူလုံးသုံးပြရလို့မင်းချင်တော့တဲ့လားတိတ်တယ်တည့်ရကောင်မင်းသားဘူးလို့မယ်တမန်လေးအကုန်လုံးဒီဘက်ကနှစ်လက်ဝယ်လာမလားဟုတ်နောက်ပြီးမှဟုတ်ပြီအဲ့တော့ငါသွင်းပေးခဲ့တာငါ
တော့ပြေခဲ့တာဘာကြောင့်တော့ပြေခဲ့တာ ဒီတို့ဘာလို့ ရွာကနေပြောနေတို့ဆိုတာနောက်မှ तू ကပယံလောက်နေတာတန်ရကဟိုလမ်းမေးမှာဘလောက်ဖောင်းလောက်နေတာနောက်မျက်စိမှာငါတို့နန်းဝင်လိုက်မိုးကြီးနောက်ဒီပါရော ဆိုင်ရောက်နေ အရာရင်းမှာအကောလာခဲ့ခဏလောက်ကြည့်ပဲလားဟိုကောင်ပါရဲ့ကောင်းစားနေပါလေ အောင်စားပြတော့ဟိုကတော့ဟိုတော့အကောင်လုံးသုံးပေးခဲ့တယ် တော့မှာ တို့ဆန်လာတော့နေနေကဒီရုပ်လည်းမကြည့်တတ်ဘူးဒီသူချင်လည်းမကြည့်ဘူးငါအားဟောရတယ်ချေရုပ်မကြည့်တတ်ဘူးဆိုတဲ့အကြောင်းရဘုံတော့လည်းတော့ဟိုကဒီကပါလာလို့ကိုမင်းတို့ဒီမှာဟိုတနေ့တွေကတကယ်ချင်းနေတယ်တော့ဒီမျက်နှာကြီးရပတ်စံကြောင့်ပြောနေမလားပတ်စံဆိုတာကမျက်နှာတော့လည်းအရာမဟုတ်ဘူးပတ်စံမျက်နှာတော့လည်းမိတ်ဆွေတယောက်ဆိုတာပတ်စံပြပြီးမှရတဲ့မိတ်ဆွေဟာအဲ့ဒါတူအစမမင်းတို့လက်ထဲမှာပတ်စံမင်းတို့စိတ်ထဲမှာပေါ့နော်ခိုင်လောက်တဲ့အနေထားမျိုးထိကိုယုံကြည်ထားမှဝါမင်းတို့ရှိအသိဉာဏ်ရှိအဲ့သိဉာဏ်အသာဖွက်လက်ထဲမှာတဏှာမှာဖွက်ထားပြီမင်းတို့သိခင်မာတယ်ဆိုတဲ့လူစီမှာမင်းတို့သိတရားရဲ့နော်900လိုက်တော့နော်900လိုက်နော်900လိုက်တော့9သိဟုတ်လား900လိုက်တော့တရားဟို9ပုံပဲပုံနေတာလေအတရားဟိုပေါ့တယ်တရားပုံထားတဲ့ဥစ္စာကို900လိုက်တော့9သိတော့ဟောရှိတယ်မရဘူးပတ်စံပြတ်တယ်မင်းတို့အားလေးတော့ပဲဆွေးရှိရဲ့ဒီငါမင်းတို့မေးစပ်ပြီးနေတာအခုကမိကောင်းစေကောင်းရပါသေးတော့ဆိုရစိတ်နေပဲလုပ်တယ်ဟိုကမင်းတို့ဟုတ်ဒါမကျင်တတ်တာအဲ့တခုတော့ကွာမင်းသားကြောင်ခံရတယ်ကွာရခဲ့ဘူးလားပြောသားမှာငါဒီမှာရတဲ့အဖြစ်မျိုးနဲ့မင်းတို့ရခဲ့ဘူးလားခဏခဏဝယ်ပြီးတဲ့အဖြစ်မျိုးဟမ်ဘေးကွက်နဲ့ရှင်းချင်းနိုင်ခဲ့တဲ့အခွင့်ပါငါအစကလေးကမင်းတို့မရောက်ခင်ကလေးကငါနာမည်ရအောင်လုပ်ပြီးသားငါအကုန်လုံးအစီအစဉ်ပြီးသားအခုငါပြောချင်တာကအဲ့ဒါအောင်ကိစ္စတော့ငါပြည်ပြောင်းချင်းနေတယ်အခုရတဲ့မောင်ကဒီလားတစ်သက်တည်းဆိုတော့မနေ့ကပေါ့မနေ့ကဆိုလို့ရှိရင်လည်းငါအဲ့ဆက်လေးလေးငါအတတင်ပြန်ပြီးတာဟုတ်ပြီနော်ငါခါအဲ့ဒါတဲ့မကြည့်တယ်ဆက်ချစ်တယ်နော်ဆက်ချစ်တယ်နဲ့အဲ့ဒါဘယ်တော့လဲနော်ဟုတ်ပါလားနည်းမှတ်မိတာပဲနော်ဆက်တယ်ဟာဘာတော့ထုတ်ပြတာဘာထုတ်ပြတာတော့လူလာရတော့တော့အဲ့ဒါမဟုတ်လေအဲ့ဒါတော့လုပ်ပြရလေခုနလာလာရပါမင်းတက်တဲ့တကယ်ထားတဲ့ဟာတွေပြောတာ 你们都那样，အဲ့ဒါပဲရှိရမလားအဲ့ဒါတော့လောက်ကြတော့ပထမနားလာလုပ်ကြတယ်မဆန်ဘူးမင်းကနားလာပဲလို့ဒီကောင်က3လာလာပဲမင်းရောပါအောင်မှန်ကြတာမင်းထုတ်ထားတဲ့ကတော့မှပြည့်ရတဲ့အောင်ကိုထည့်မလို့ဘူးဆိုတော့ကငါ့ကိုပူရဖြစ်နေလို့အဲ့ဒီတော့လည်းပတ်သက်ပြီးရတဲ့အောင်နဲ့ဟောမရအဲ့ဒါခေါ်လို့မထင်နဲ့ဘုံလူဒီမှာရောတသိန်းပြရဘိုင်းကတော့တသိန်းဟုတ်ပြီနောက်ထပ်55တော့တသိန်းအဲ့ဒါပါဟိုဟုတ်တော့ ဒီလေးတော့မိုးနှောင်းတွေ့ပြီ ဟုတ်တယ်မင်းအဲ့ကောင်ဘယ်သူထုတ်တာအောင်ငါမေးလေအဲ့ကောင်ဘီယာတောင်းလို့တရားထုံနေနေမယ်ဆိုပြီးတော့ငါဘီယာဘိုးတက်ထည့်ပေးလိုက်တာဒီအောက်က2သိန်းအောင် အဲ့လိုပဲတော့ရောက်ပါကြတယ်ပြန်မလို့ အဲ့ဒါဟိုလာကလေးရကောင်းတယ်မထင်နဲ့လေ
လေးတင်းနဲ့တော့3လေးပြန်ဟောမှာကျန်တာဟွာကြီးဟုတ်တယ်နော်ရက်တဲ့အောင်ကငါပြောအောင်မင်းကဟိုဥစော်နဲ့လိုက်သွားတာကဒီဘက်ထဲမှာလားအဲ့တကြံပြီးမှာလားဟိုဘက်ကတကြံရဲ့ဟိုဘက်ကနော်အဲ့ဒါကတော့မင်းလည်းပညာရတာပဲငါလည်းပညာရတာပဲငါလည်းမရဘူးငါတော့ထပ်ဆုံးနေပြီခုနိုင်နဲ့အဲ့ဒီခေါ်သွားတဲ့တထေးဆိုတော့ဟုတ်ပြီလေတောင်းအောင်ပြပြတာငါလည်းလက်ခါကျပြန်နေတယ်နေ့ပြောပြောအဲ့တော့အိမ်လာသွားလေးဟုတ်အဲ့ကောင်ကြီးကငါဝင်ပြီးပါဦးဒီကောင်လေးစီကတော့ငါပြန်ရတယ်အများကြီးရှိသေးတယ်ပြန်လောက်ဆရာအများကြီးရှိသေးတယ်ဒီလိုရိုးချီချင်းနဲ့နာတာဒီကောင်လေးကိုရှိတဲ့ကောင်လေးကျန်ပြောမင်းတို့ကဘာတွေဘယ်လိုတွေပြောနေကြတာပြောငါမင်းတို့ပြောချင်တဲ့ပုံစံကိုပြောငါဘယ်လိုစီစဉ်ပေးရမှာတော့အခုမင်းတို့အနေထားအားရပေါ်တက်သွားမယ်ဖုန်းပြောမယ်အခုရအောင်မကြောက်ဘူးအိမ်အောင်ကြနေမယ်နော်နောက်တော့နော်မင်းဖုန်းပြောလို့ရမယ်ထင်ကပါရိတ်တည်းပဲကွာမင်းယူထားတဲ့မိန်းမကလည်းတော့တခြားမိန်းမနဲ့ဖုန်းပြောလို့ရမယ်ထင်ကပါရိတ်ပဲလူစီးကြလူဦးတွေကအများကြီးရှိတယ်မင်းတို့မသိကြဘူးဥပမာကွာငါတတိတယောက်မင်းတို့ရဲ့တတိပဲခါတော့မင်းတို့ရဲ့တတိငါရှိမှတော့ပြတာမရှိဘူးတခြားသောတယောက်ရှိမှမင်းတို့ဖုန်းလာတယ်မကန်ရမှာလို့အဲ့မင်းတို့ယူမဲ့မိန်းမကအဲ့တတိလို့ဆိုတယ်ညာမလားတဖုန်းနဲ့ဒီနိုင်ဆက်ရုံကအိမ်ပေါ်ဘွားတော်ကဖုန်းလာတယ်ဖုန်းစားလာပြန်ကန်ကန်ချင်းမှာပဲတတိတခါယူပြီးတော့တခါပြောတယ်ငါခါပြီးဖုန်းဆက်လို့မရလို့လေငါစဉ်းစားတယ်ငါခါနဲ့ဖုန်းတော့ပြောနေတယ်ထင်တယ်要晓得用这个理财一样。ငါစဉ်းစားတာပါဒါဝဒီတိုင်းကသူ့အတန်မပါဘဲဒီမှာသူတို့ပြည့်နေအဲ့ဒီအဲ့ဒါအော်ငယ်ငယ်လေးထင်တယ်သူအဲ့ဖွာကြီးတို့ဖွာကြီးကပြောတယ်ငါလည်းငယ်သေးတယ်ငါကူဆံမဲဝါကိုစနာကြောင့်ဆောက်တာမသိရနော်အဲ့စနာကြောင့်ဆောက်တော့အခန်းသာငါလုပ်ထားတယ်အဲ့ပြန်ကိုဖျားလူဖို့အထိဆက်သားထားတယ်ဖျားလူမယ်ဖျားကိုမြင်နေတော့မြင်ပြီးလူမယ်လို့စဉ်းစားထားတယ်ဒါပေမဲ့ငါစဉ်းစားရတဲ့အချိန်ကောင်းတယ်အခုနကတကားကြားရတော့ငါလူခဲ့ရင်လည်းဌာနမြောက်မှာမဟုတ်ဘူးကုသိုလ်ရမှာမဟုတ်ဘူးငါသိတယ်ဘာကြောင့်သိတယ်မင်းတို့ခိုင်းတာနေတယ်မင်းတို့ကိုသမထကျော်ခံအဖြစ်လို့တတ်မှတ်ထားတယ် ဟုတ်ကဲ့ဒါကပြောပြမလို့ဆုံးသားအောင် တတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကိုနိုင်ကကလေးတွေခိုင်းတာပြီးတော့ဟိုကနာမည်ကောင်းယူရဲလို့မြင်ကြမှာပဲအဲ့တော့ငါစဉ်းစားနေတယ်ကောင်းလားမလို့ရင်ကောင်းလားတော့စဉ်းစားနေရဟိုကရောက်သွားတယ်ဒါတရားတော့ဒွိခါဖြစ်သွားတယ်ငါပြန်သွားရင်ငါရွယ်နဲ့လိုက်အောင်ငါပြန်သွားရင်ကိုလူထားတဲ့ဖယားနဲ့ကိုကကိုရှင်းဖို့မဲ့ပေါ့ကိုဆောက်ထားတဲ့ပါဝင်ထားတဲ့ကြောက်ပေါ့ရွယ်ချက်ကြီးနဲ့အဲ့မဲ့တစ်ဖက်ကမြင်လာမဲ့အမြင်ကိုပြန်စဉ်းစားရပြန်တော့ငါမင်းတို့ပြောပါလေကွာအမြဲတမ်းပြောတဲ့စကားရှိတယ်ဒီလောက်လည်းကပလန်အဓိကပလန်ကိုနိုင်အောင်ကြည့်ကြပလန်နိုင်ရင်လောက်ခွဲထားမှာမဟုတ်ဘူးငါ့အိမ်ကိုလို့ငါအမြဲတမ်းပြောတယ်အဲ့ဒီကွန်ပျူတာနဲ့ပုံဆွဲတဲ့ရှင်ကလည်းဟောဒီဖန်ကြလောကတစ်ခုလုံးကိုတရားမှာ85ရာခိုင်နှုန်းအုပ်စိုးလိုက်တယ်ဒီလိုပဲတမ်းလို့ကွန်ပျူတာနဲ့ပုံဆွဲတာငါလည်းအောက်ကပြောတော့ဖုန်းလို့ဦးဆွဲရတယ်အိမ်မှာလာပြီးကွန်ပျူတာနဲ့ဆက်တော့အဲ့တမန်ကိုကန်ကြီးကိုအိမ်တော့ညရလာဆွဲတွေ့နေအနည်းလေးကိုတွေ့အောင်ရှိနေမှာအဲ့တော့တွေ့နေငါညာတော့ငါပဲကြော်ရလေလို့ကနေတယ်အဲ့ဒါမြင်ရတယ်ရင်းနေတယ်ငါမမြင်ဘူးအဲ့ကောင်လည်းပြည့်စည်သွားတာငါဒီမှာနေတာဘလောက်ပြည့်စည်သွားလဲဆိုလို့ညကိုမိုဘိုင်းလေးကြတယ်ဆိုတော့ချောက်မအေးဘူးပြည့်စည်ရကြတော့ရအောင်ဖတ်ဆက်ပေးတယ်ကဲမင်းကဆုံးမလို့မရဘူးရှင်သွားနေထွက်လို့ရှိတာပြောမ
င်းတို့လည်းလွတ်တယ်ဆိုတာငါမင်းတို့မရှိတော့ဘူးမင်းတို့မလို့လို့မင်းတို့မကြိုက်လို့မဟုတ်ဒီကဆုံးနေရအောင်ဘာမှလည်းဆုံးနေလိုက်အဲ့ဒီဘလော့မျိုးတော့ခါဟောလေး